ကျွန်တော်မွေးပြီးတိတ်မကြဘူးဖေနဲ့မစ်ကားများရန်ဖြစ်ကြတယ်ဖေကတော့ဝေးစုံကိုထွက်သွားတော့မေးရင်နဲ့နာကြီးရတယ်ဖေဆွေမျိုးအာတီများနဲ့ဂျားဝင်ပြီးကစီထားတဲ့မေးရိုက်ချိုးပြတဲ့ဘွားကိုရှေ့ဆက်ကချိုးများနဲ့ကျမ်းမာရင်မကောင်းတဲ့ကြားကမြဲကောင်းမှနဲ့ပင်ပန်းပန်းနဲ့မိသားစုပေါ်ကိုထမင်းအောင်ရှာကျွေးမှတ်မိသေးတယ်ဆိုင်ရှိလာပြီးအကျွေးတောင်းတာတွေဘယ်ဒီမလက်ဒီသားသမီးတွေလက်ဖြတ်ပြီးပတ်စံနေတင်တောင်းတာတွေအမေသာမကြိုးစားခဲ့ရင်ကျွန်တော်တို့ဘွားကမြောင်းနေမှာသားသမီးတွေကရောအမေပေါ်ရောကောင်းခဲ့လားဒုက္ခရောက်နေတဲ့ချိန်တိုင်းမှာရောအမေပေါ်ရောကြည့်ခဲ့လားမင်းတို့တော့မသိဘူးပြန်တွင်းမိတိုင်းကိုတော့ရှက်တက်လားအမေကျွန်တော်တို့မောင်နှမ၄ယောက်ကိုပဲကျွေးမွေးစောင့်ရှောက်တဲ့အမေလူတန်းစီနေနိုင်အောင်ထားပေးနိုင်ခဲ့တဲ့အမေကိုယ့်ဘက်ကိုမကြည့်ပဲသားသမီးပေါ်ပဲကြည့်ပေးခဲ့တဲ့အမေကြိုးစားရုန်းကန်ခဲ့တဲ့အမေရှာဖွေခဲ့တဲ့အမေများချင်းတွေတိုက်ခိုင်းနေလေအချိန်ကြီးကောင်းမောခဲ့ကျွန်တော်ဒီရွယ်ပြီးတဲ့နေဘွားတွေလောကတန်တွေမေးထမ်းဖို့တစ်ချက်လေးတော့နောက်ဆုံးပဲသားတို့တွေလုံးကြုံမှုတင်ပေးခဲ့သူနေကောင်းလားအဖြစ်တကယ်လို့နေချိန်မြဲရှိနေပေးမဲ့သူအမကအိမ်အောင်နေကြပြီးတော့စီးပွားရေးတွေခွဲပတ်ဝန်းကျင်ကလူတွေဈေးရောင်းလို့စောင်းပြောနေတယ်ယောက်ျားနဲ့စင်မပြေတဲ့ချိန်ဆိုရင်အမေကကောင်းဆုံးနေနဲ့ငါသမီးရှေ့ကနေမမအမေကကောင်းမွန်နေတယ်ဒီလိုနဲ့နှစ်တည်းကြာလာတော့ချိန်လေးတစ်ခုကိုရောက်ဖြစ်တယ်တွေ့သူစကားတွေနဲ့လူတိုင်းဟာကောက်ချစ်တယ်ကိုပစ်ကာလာမှာဈေးမြောင်းရလို့တဲ့အကျွေးတွေပေးနိုင်သေးတယ်ခုတော့ဖြစ်ပါပြီမဖြစ်စေခြင်းနဲ့အောင်မြင်တဲ့ထမင်းဆိုင်လေးကိုကြီးကဆယ်တန်းပြီးနုပညာလောကတွေကိုစဝင်ခဲ့တာဝါနာပါတဲ့လုံနဲ့ပဲရှေ့ဆက်ကိုသွားခြင်းခဲ့တာဒီထက်မြင့်တဲ့နေရာမှာအမေကတော့ထားခြင်းခဲ့တာအတိမိတ်ဆွေအဆက်အသွယ်နဲ့ရန်ကုန်ဇက်မှာပဲကဖြစ်ခဲ့တာအကိုကတဲ့ပွဲတိုင်းကိုအမေကြည့်ရတာမောမေပြောတယ်ငါသားလေးလှုပ်ချင်တာလှုပ်ဆိုပြီးတော့ပြောခဲ့မှာပေါ့ကျွန်တော်တော့မနာလို့ဖြစ်သေးတယ်ကိုလေးပွဲကနာရောသိရမလားစီးစိမ်ကြီးကိုရင်ကိုမေကြိုးစားမှာပေါ့များချင်းတွေတိုက်ခိုင်းနေလေချိန်ကြီးကောင်းမောခဲ့ကျွန်တော်ဒီရွယ်ပြီးတဲ့နေဘွားတွေလောကကံတွေမေးထမ်းဖို့တစ်ချက်လေးတော့နောက်ဆုံးပဲသားတို့တွေလုံးကြုံမှုတင်ပေးခဲ့သူနေကောင်းလားအဖြစ်တကယ်လို့နေချိန်မြဲရှိနေပေးမဲ့ကျွန်တော်26နှစ်ပြည့်ပြီလောကကြောင်တစ်လောက်တော့သိပြီရည်စားလည်းရှိပြီပညာရေးရှိတဲ့လောက်တော့ရှိပြီဒါတော့မလိမ္မာတဲ့သားမိုက်လုံးလုံးပဲအိမ်မာနေအားတိုင်းရအားလုံးတွေတောင်းမှန်နေအမေဒီခေါက်မလိမ္မာရင်ပါရိုက်ဖေးထွက်သွားတဲ့ချိန်ကလေးကမေကစိတ်သက်ပြတ်သားတယ်ကျွန်တော်တို့မောင်နှမ၄ယောက်ကိုပေါ်ပဲတိတ်ကဲဖွဲထားခဲ့ရရောက်တော့လမ်းမပေါ်မှာကာရင်ချိတ်တက်မချိတ်တက်ဆက်သွားစေအောင်မြင့်တနေ့ကြမှာမေနဲ့သူကျင်ငါပွင့်ဟိုတယ်မှာ breakfast ငယ်မမေတဲ့ကြောင်းပြီးတော့အမေလက်တက်ရှူချောင်းတာပေါ့ဟာတာပြောရရင်အမေရဲ့ဖနှက်ထူပြောင်းတာပေါ့ခုဖွင့်ထားတဲ့ထမင်းဆိုင်လေးမှာအမေကိုထွက်ကူရင်ဝါတာနဲ့အောင်မြင်မှုကိုအမေတို့တက်ယူပြက်မယ်အမေကျွန်တော်တို့မောင်နှမ၄ယောက်ကိုပဲကျွေးမွေးဆောက်ရှောက်တဲ့အမေလူတန်းစီနေနိုင်အောင်ထားပေးနိုင်ခဲ့တဲ့အမေကိုယ့်ဘက်ကိုမကြည့်ပဲသားသမီးပေါ်ပဲကြည့်ပေးခဲ့တဲ့အမေကြိုးစားရုန်းကန်ခဲ့တဲ့အမေရှာဖွေခဲ့တဲ့အမေများချင်းတွေတိုက်ခိုင်းနေလေအချိန်ပြေကောင်းမောခဲ့ကျွန်တော်ဒီရွယ်တည်တဲ့နေဘွားတွေလောကတန်တွေမေးထမ်းဖို့တစ်ချက်လေးတော့နောက်ဆုံးပဲသားတို့တွေလုံးကြုံမှုလင်းပေးခဲ့သူမေနေကောင်းလားအဖြစ်တကယ်လို့နေချိန်မြဲရှိနေပေး